သားမီမီတို့ရဲ့အနာဂတ်အတွက်နိုင်ငံတကာအဆင့်မီပညာရေးလမ်းကြောင်းကိုရှာဖွေနေတာလားမြန်မာနိုင်ငံပညာရေးစနစ်ရဲ့ကြီးတွဲလို့ပဲနိုင်ငံတကာတက္ကသိုလ်တွေကိုအချိန်တိုအတွင်းတိုက်ရိုက်တက်ရောက်နိုင်မဲ့အကောင်းဆုံးဖြတ်လန်းကတော့ GED ပဲဖြစ်ပါတယ် GED ဆိုတာအမေရိကန်ပညာရေးစနစ်ရဲ့ High School Diploma ဖြစ်ပြီးတော့အမေရိကန်၊ကနေဒါ၊ဩစတြေးလျ၊ UK နဲ့ထိုင်းနိုင်ငံလိုမျိုးနိုင်ငံတကာတက္ကသိုလ်တွေမှာဝင်ခွင့်တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်ပုံမှန်အထက်တန်းလို့နှစ်နဲ့ကြီးအချိန်မပေးရပဲကိုကြိုးစားမှုပေါ်မူတည်ပြီးလအနည်းငယ်အတွင်းဖြည့်ဆို့အောင်မြင်နိုင်ပါတယ် ILA တင်ချာသိပ္ပံလူမှုရေးရာစတဲ့ဘာသာရေး၄ခုကိုသာအဓိကအထားလေးလာဖြည့်ဆို့မှာဖြစ်ပါတယ်အသက်14နှစ်နဲ့အထက်မှစပြီးမြည်သူမဆိုတက်ရောက်နိုင်ပါတယ်နိုင်ငံတကာအလဲတန်းနဲ့အထက်တန်းဘာသာရေးများကိုအခြေခံမှစ၍နားလည်လွယ်အောင်သင်ကြားပေးသွားမှာပါGED ဆောင်ရွက်ဖြည့်ဆို့ပြီးရင်လည်းနိုင်ငံတကာတက္ကသိုလ်တွေမှာတက်ရောက်ဖို့အတွက်အစားအစာရလိုအပ်တာတွေကိုလည်းအခမဲ့ဆွေးနွေးတိုင်ပင်ပေးပါတယ်။ Better Chain Education Center မှာဆိုရင် GED တက်တဲ့ကလေးတွေအတွက်အပတ်စဉ်စနေတနင်္ဂနွေညနေ3နာရီမှ9နာရီအထိသင်ကြားပေးသွားမှာပါ။တင်နန်းကြီးကတော့တစ်လကို2သိန်းကျပ်တက်တက်မှာဖြစ်ပြီး Better Chain မှာတက်နေတဲ့ကျောင်းသားကျောင်းသူများအတွက် 50% discount လျှော့ထားပေးလို့တစ်လကို3သိန်းကျပ်ထဲနဲ့တက်ရောက်နိုင်မှာပါ။မကြခင်တန်းကတ်တစ်တွေကိုစတင်ဖွင့်လှစ်တော့မှာဖြစ်ပြီးလူဦးရေမပြည့်ခင်အမြန်ဆုံးစာရင်းပေးသွင်းလိုက်ပါနော်တင့်ကလေးရဲ့အနာဂတ်အတွက်နိုင်ငံတကာအဆင့်မီပညာရေးနဲ့အနာဂတ်ခီးလန်းကိုပုံမြန်ဆန်စွာရှောင်လန်းနိုင်ဖို့အခုပဲစာရင်းပေးသွင်းလိုက်တော့နော်အမှတ်3တိုးချက်ဥပိုင်အမှတ်30နဲ့34မြို့ပတ်လန်းနဲ့ခတ္တာလန်းတွေရက်ကွက်3ကျိုင်းတုံမြို့39ခွန်85 283 686 39ခွန်69ခွန်55 351ကိုလည်းဆက်သွယ်နိုင်ပါတယ်ခင်ဗျာ